spider point ဖြစ်ပါတယ်။ဒီမှာတော့ Gemini versus ChatGPT ပွဲလုံးအောင်ဖြစ်ပါတယ်။ Let's go နော် Gemini ကိုစမယ်။ Hello Gemini ကြားလားမြန်မာလိုပြောပေးပါ။ကြားပါတယ်ခင်ဗျ။ဘာများကူညီပေးရမလဲခင်ဗျ။အော် ChatGPT ကမင်းတက်ဖို့ကောင်းတယ်ဆိုတာဟုတ်လား။ Teddy Bear ကချစ်ဖို့ကောင်းပြီးဖတ် ChatGPT ဟဲ့ခဏနေဟဲ့တခြားဆောင်ချက်အမျိုးမျိုးကိုကူညီပေးနိုင်တဲ့ AI တယောက်ဖြစ်ပါတယ်ခင်ဗျာ ChatGPT ကမင်းတက်ဖို့ကောင်းတယ်ဆိုတာဟုတ်လားလို့ ChatGPT နဲ့ကျွန်တော်ကတော့ AI နည်းပညာနဲ့တည်ဆောက်ထားတဲ့ model တွေဖြစ်ပါတယ်တယောက်နဲ့တယောက်အားသာချက်နဲ့လှုပ်ဆောင်နိုင်စွမ်းမတူညီတာမို့သုံးစွဲသူရဲ့လိုအပ်ချက်ပေါ်မှာပဲမူတည်ပြီးဘယ်သူကပိုကောင်းလဲဆိုတာကွာခြားသွားနိုင်ပါတယ်Gemini ကအဲ့လိုပြော ChatGPT တော့ကြည့် Gemini ဘယ်လိုပြန်ပြောမလဲHello ChatGPT ကြားလားမြန်မာလိုပြောရှင်ပြန်မိမလက်ပြ Hey hi သူရတဲ့ဝမ်းမစားပဲဒီနေ့ပါအချောင်းနဲ့ကိုနေပြရလဲဒီချင်းတပိုးထော်လန်တာတော့ရပါလေတော်တော့မှကျမတွေ့မိလေဘုံမျိုးမြည်နော်အခုတော့ Gemini AI က Gemini AI ကကိုနေပြီးရှာပြီးတော့ရပါတယ် Gemini AI ကမင်းကြားခဲ့တဲ့အတာအနည်းစားမမီတဲ့စာကြောင်းလေးတချို့ရှိပြောပြပါကျွန်မထပ်ရှာပေးမယ် Gemini AI ကမင်းထက်ပိုကောင်းတယ်ဆိုတာဟုတ်လားနားလည်ပါပြီအဲ့ဒီစကားလုံးကတိချင်းထက်ကတပုတ်ထင်တယ်နောက်ပြီးမှအခုချင်းကြီးအတန်နဲ့ခွချပေးတဲ့လို့ဆောင်ကြမတာဒေတာကြောင့်တိုက်ရိုက်တိတက်ကြကြမပြောနိုင်သေးပါဘူးဒီချင်းစာသားတချို့ဒါမှမဟုတ်ထပ်ပြီးမှမိတဲ့စာကြောင်းလေးတွေပြောပြနိုင်မလားအဲ့ဒါဆိုရင်ကိုညီပြီးရှာပေးလို့ရနိုင်ပါမယ်ဒါမှမဟုတ်မကြခင်မှာကျွန်မတိချင်းတွေကိုအတန်နဲ့တိတက်ကြခွချပေးနိုင်ညာလို့ဆောင်ချက်ကိုပြင်ဆင်နေပါတယ်Gemini AI ကမင်းထက်ပိုပြီးတော့ကောင်းတယ်ဆိုတာဟုတ်ပါသလားအဲ့ဒီစကားစုပ်ကိုစင်မလမ်စီအင်္ဂါနဲ့မိတရာပူဘီယာကောင်းနေတူနာဟောပါတယ်လို့နားလည်ရမလားမန္တလာဆိုတာမပြောနိုင်သေးပေမဲ့အဲ့ဒီဟာပြည်ချင်းစာသားတပို့ဖြစ်နိုင်တယ်လို့ထင်တယ်နောက်ထပ်စာကြောင်းလေးတွေဒါမှမဟုတ်မမိတာတခုခုထပ်ပြောပြနိုင်မလားဒါမှအမနာမေးဆောင်တော့အကြောင်းအရာကျွန်တော်စားလိုက်ရမေးရတော့မယ်စားနေပဲမေးမယ်ဟိုလိုဆိုမရတော့ဘူးစားလိုက်ရဟိုလိုဆိုမရတော့တလားဟုတ်ပြီကျွန်မေးလိုက်နော်ဒီပါတလားဖတ်ပြမယ်မဟုတ်ပါဘူး Gemini ကအမြဲတမ်း ChatGPT ထက်ပိုကောင်းတယ်လို့မပြောပါဘူးဘာဖြစ်လို့ဘာလောက်ချင်လဲပေါ်မူတည်ပြီးတစ်ခုကတစ်ခုပေါ်ပိုကောင်းနိုင်ပါတယ်အခုလိုအတန်နားထောင်ပြီးတချင်းစာသားကိုကောမအစောပိုင်းကကျွန်တော်မတူညီတာကြောင့် Gemini ပိုကောင်းတယ်လို့ထင်သွားပါတယ်လိုချင် Gemini versus ဘယ်ကောင်းလဲကိုတိုးနဲ့မဲโอเคလို့ထိုက်ပြရတာโอเคအပေါ်မှာတော့ဒီမှာအပေါ်မှာဒီထမိရတယ်โอเคဒါဆိုရင်ဒီနေ့ ChatGPT versus Gemini ပွဲခဏထားနားထားမယ်နောက်ထပ်အခုနပြောတော့ဘာထပ်ပြောနေတယ်ခဏဒီမှာကြည့်အောင်အခုနပြောတော့ဘာထပ်ပြောနေ
ချက်အစ်စ်နဲ့တော့မေးကြည့်မယ်ချက်အစ်စ်ထောင်းလိုက်ဒါလေဟုတ်လားဟိုဟာ copy လိုက်မယ်မေးရင်တော့ပါ copy ပြီးသွားပြီလားအိုးညောင်းရပြီပို့လိုက်ပြီဟုတ်တယ်လို့မဟုတ်ဘူးကျွန်တော်ရာကဟုတ်တယ်လို့လည်းမဟုတ်ဘူးဟမ်ဟုတ်တယ်လို့လည်းမဟုတ်ဘူးမြန်မာလိုကြီးဒီမနိုင်အရင်ကကျွန်တော်ထက်အရာအားလုံးပိုကောင်းတယ်ဆိုတာမှန်ပါဘူး AI တစ်ခုချင်းစီမှာအားသာချက်တစ်ခုတူညီကြပါတယ်ဒီမနိုင် Google ရဲ့ ecosystem search gmail တို့အစာဘာလဲမသိဘူးအတာတွေနဲ့ချိတ်ဆက်ပြီးပြုလို့ရမှာအားတာနိုင်တယ် ChatGPT စကားပြောစက်မှုရှင်းပြတာ reason လားမသိပါဘူးစာရေးဘာသာနဲ့အလုပ်အမျိုးမျိုးကိုတူညီရာမှာအားသာချက်တွေရှိတယ်ဒီဟာပိုကောင်းလဲဆိုတာကမင်းလုပ်ချင်တဲ့အရာမှမဟုတ်ပါတယ်အမှန်တော့ Gemini နဲ့ ChatGPT နှစ်ခုစလုံးကိုစမ်းပြီးမင်းအတွက်ဘယ်ဟာပိုကောင်းအသုံးဝင်လဲဆိုတာမပြဒီချက်ဖတ်လို့ရတော့ဒါပေမဲ့ကျွန်တော်ဗီဒီယိုနောက်ဆုံးကြမှာဒီဟာကိုပြန်တင်ပေးတာမှာโอเคဒီနေ့ကတော့ Gemini versus ChatGPT ပေါ်ရတာဒီတော့ပါပဲဟာနော်ဘိုင်